Claire's family forgot her on Christmas Eve. Can you believe that? But the funny thing is, a lot of women have connected to your story. Can you tell me why that is? I bet a lot of women probably feel overlooked, Zazie. Mm-hmm. Unappreciated, That's right. taken for granted. Yep. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့် idiom လေးကတော့ take somebody something for granted ပဲဖြစ်ပါတယ်ကျွန်တော်တို့လူတွေမှာဖြစ်လေဖြစ်ထရှိတဲ့ကိစ္စလေးတစ်ခုပါပဲကျွန်တော်တို့မိဘတွေဆိုတာကအမြဲတမ်းကိုယ့်အတွက်ရှိနေတတ်တာမျိုးဆိုတော့တစ်ခါတလေသူတို့လုပ်ပေးနေကြဟာလေးတွေကိုအတိမတ်မပြုတ်မိတာသတိမထားမိတော့တာကျေးဇူးမတင်တတ်တာမျိုးတွေဖြစ်တတ်ပါတယ်ဒီ idiom လေးရဲ့အသဘောကလည်းဒီတိုင်းပါပဲခုခုကိုအလွယ်တကူအမြဲတမ်းရနေတဲ့အခါကျတော့ကျွန်တော်တို့ကတန်ဖိုးထားရမယ်ကျေးဇူးတင်ရမယ်မေ့သွားတတ်တာမျိုးကိုဆိုလိုတာပါဒီကိစ္စကလူတွေတင်မှာမဟုတ်ပါဘူးပစ္စည်းတွေကိုလည်းဒီလိုမျိုးပါပဲဥပမာရေလိုမျိုးအလွယ်တကူရနေတော့ကျွန်တော်တို့တစ်ခါတလေမေ့ထားတတ်ကြပါတယ်တဲခန္ဓာရတွေပါရောက်သွားတော့မှပဲရေရဲ့တန်ဖိုးကိုသိတော့မှာပေါ့ဒီရုပ်ရှင်ထဲမှာလည်းဒီလိုပုံစံမျိုးပဲသုံးသွားတာပါအိမ်သားတွေအကုန်လုံးကခရစ်စမတ်ဂျိုးနေ့မှာအပြင်သွားမလို့လုပ်နေတော့သူပါတယ်ထင်ပြီးတော့မောင်းထွက်သွားကြတာတကယ်တော့သူကမပါဘဲနဲ့ကြမ်းခဲ့တာပေါ့ဒီအခန်းလေးမှာတော့ဂျက်စီကနေပြီးတော့စပြီးတော့ပြောလိုက်တယ်ခရစ်စမတ်အကြိုနေ့မှာသူ့မိသားစုကသူ့ကိုမေ့သွားကြတာလေတဲ့မြုံအောင်မြုံနိုင်ဦးတဲ့ရည်စရာကောင်းတာတဲ့အမျိုးသမီးတော်တော်များများကသူ့ကိုကိုချင်းစာမိသွားကြတယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုပြောပြနိုင်မလားဆိုပြီးတော့မေးလိုက်တာပေါ့အဲ့တော့ကလေးကပြန်ပြောလိုက်တယ်ကျမပြောရဲပါတယ်တဲ့မျိုးသမီးတွေတော်တော်များများကသူတို့လုပ်ပေးနေတာတွေကိုမမြင်ကြတော့ဘူးကျေးဇူးတင်ရကောင်းမှမသိတော့ဘူး taken for granted ဖြစ်သွားတယ်ဆိုပြီးတော့ပြောသွားတာပါအများတန်းလုပ်ပေးနေကြဆိုတော့အတိမတ်ပြုဖို့ကျေးဇူးတင်ဖို့မသိကြဘူးဆိုတဲ့သဘောမျိုးနဲ့သုံးသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး Claire's family forgot her on Christmas Eve. Can you believe that? But the funny thing is, a lot of women have connected to your story. Can you tell me why that is? I bet a lot of women probably feel overlooked, Zazie. Mm-hmm. Unappreciated, That's right. taken for granted. Yep. ဒီနေရာမှာစာတန်းထိုးပြသွားတဲ့ example လေးအကြောင်းကိုကျွန်တော်ပြန်ပြောချင်ပါတယ် Her parents were always there for her, but she just took them for granted. သူမိဘတွေကတော့သူ့အတွက်အမြဲတမ်းရှိနေပေးခဲ့တာပဲဒါပေမဲ့သူကတော့ဂရုမစိုက်ဘူးအလေးမထားဘူးကျေးဇူးတင်ရကောင်းမှမသိခဲ့ဘူးဆိုတာမျိုးပြောတာပါနောက်ထပ်တစ်ခုကတော့ We shouldn't take clean water for granted. တို့တန်ရှင်းတဲ့ရေတွေကိုပေါ်ပေါ်များများရနေတဲ့အတွက်အလကားမလုပ်ပြင်းသင့်ဘူးအမိုးထားတဲ့နဲ့အဲ့လိုပုံစံမျိုးနဲ့သုံးသွားတာပါ Overlook နဲ့ unappreciated ကလည်းဒီလိုပုံစံမျိုးနဲ့သုံးသွားတာပါ Overlook ဆိုတာကတော့တစ်ခုခုကိုမမြင်လိုက်တာသတိမထားမိဘဲနဲ့ကြော်သွားတာမျိုးကိုပြောတာပါရုပ်ရှင်ထဲမှာတော့အမေရိကခရစ်စမတ်မှာအားလုံးပျော်ဖို့အတွက်ကြိုးကြိုးစားစားလုပ်ပေးကြပေမဲ့သူတို့ကို overlook ဖြစ်သွားတယ်ဆိုပြီးတော့ပြောတာပါသတိမထားမိကြဘူးအားလုံးပဲဒီလိုခံစားနေရကြတယ်ဆိုပြီးတော့ပြောတာပါ appreciated ကလည်းဒီလိုပါပဲကိုယ့်ရဲ့အရေးအသွေးလုပ်ပေးရတာတွေကိုအတိမတ်ပြုမခံရဘူးမကြိုက်ကြဘူးနောက်ဆုံးတော့လည်းကျေးဇူးတင်ခံရဘူးဆိုပြီးတော့ပြောတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်